စီနီယာတပည့်ဟန်ခမရတကယ်ကိုအပြင်လောကကြောင့်ဘာမှမသိပဲကိုဂိုင်းနေရဒီလောက်ကြီးမားတဲ့ဖြစ်ကြီးကိုတော့မသိဘူးလားဗျာခမရတကားပိတ်ချင်းချန်နေတဲ့ဆိုရင်တော့မှခမရရဲ့ဇာကတော့ဒါမျိုးပြောပြတင်တာဗောဗျာပေးသီးလေးလေတန်းဟာတဖြည်းဖြည်းနဲ့တန်တရားတွေပိုးပြီးကြီးထွားလာပုံရပါတယ်ဒီမေကုန်းကိုကြားပြီးတဲ့နောက်ကဟန်လီစကားအရှိကြီးဖြင်းပြမနေတော့ပါဘူးသူဟာဂိုင်းရဲ့တပည့်တက်တီခန့်စိတ်ပြဖို့အသာလေးထုတ်ပြလိုက်ပြီးပေးသီးလေးစစ်စေးနိုင်အောင်ကံပေးလိုက်ပါတယ်ဟာစီညာတို့ရဲ့ခမရဘာလို့လုပ်နေတာလဲဗျာကျုပ်ကခမရကိုတန်တရားဝင်လို့မဟုတ်ပါဘူးဗျကျုပ်ကဘယ်လိုလုပ်ခမရကိုမယုံကြည်ပဲနေပါမလဲခမရကိုစားတွေ့ကြလေတကယ်ကိုရင်းနှီးနေတယ်လို့ခံစားမိတာကျုပ်တို့ဟိုးရင်ဘွားတွေကတွေ့ဘူးကြတယ်ထင်ပါရဲ့ဟီပေးသီးလေးဟာဂိုင်းတစိတ်ပြားကိုငလုံးပြူးသားနဲ့လင်းမြန်စွာစစ်ဆေးကြည့်လိုက်ပြီးတဲ့နောက်မှာဟန်လီယာအမှန်တကယ်ပဲအဆင့်မြင့်ကြီးကတယောက်ရဲ့တပည့်ဖြစ်ကြောင်းတွေ့ရှိသွားတာကြောင့်အခြေအနေတင်းမာမှုကိုပြေလျှော့ကိုကိုယ့်ယုကာရနဲ့မြောက်ပင်ပြီးရီမောလိုက်ပါတော့တယ်အခုကျုပ်ပြောပြလို့ရပြီလားဟန်လီကတော့သူ့အစောပိုင်းကမိကုန်းကိုမေးခဲ့တဲ့မိကုန်းကိုပဲစိတ်ဝင်စားနေခဲ့တာပါဒါပေါ့ပြောပြရမှာပေါ့ဗျာပြဿနာမရှိပါဘူးဒီစမ်းကြောက်စရာကောင်းလိုက်တာငါဒီကောင်ကိုတွားပြီးမဆန့်ကျင်မိခဲ့ဖို့ပဲပြောလင်းရတော့မယ်ဘေးသီးလေးဟာတုံရင်နေတဲ့နှလုံးသားနဲ့စိတ်ထဲကနေတိတ်လေးကြီးကျွတ်လိုက်ပြီးတဲ့နောက်ကိစ္စရတစ်ခုလုံးကိုဟန်လီကိုစတင်ပြောပြခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်အနေငယ်တွင်မှာချီးရွှန်ကိုင်းနဲ့ဝန်ပလူရိုင်းကိုင်းဟာအနီးနားမှာရှိတဲ့ချမ်းသာကြွယ်ဝလာတဲ့မြို့တွေကိုစိုးမိုးထိန်ချုပ်ဖို့အတွက်ခဏတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်အစွမ်းထက်တဲ့အင်အားကြီးနှစ်ခုလုံးဟာနှစ်ပေါင်း10ကျင်းသာမကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နှစ်ဖက်စလုံးမှာအသေးအဖြောက်ကအလွန်များပြားခဲ့ပါတယ်မြင်းစီဓမြတွေလိုမျိုးလေ့ကျင့်ထားတဲ့ဝန်ပလူကိုင်းရဲ့အဖွဲ့ဝင်တွေကတေးရပါကိုဘာမှမကြောက်ပဲအလွန်ကိုရက်ဆက်ကြမ်းကြုတ်လှပြီးသွေးမြင့်တာနဲ့တင်ယူသွတ်သွားတတ်ကြပါတယ်ကြီးရွှန်ကိုင်းရဲ့တပည့်တွေကတော့ထိတ်တန်းတိုင်းပညာတွေကိုသင်ယူထားကြတယ်ဆိုပေမဲ့အဲ့ဒါလောက်ပြင်းထန်တဲ့တပ်ဖြတ်လို့စိတ်မရှိတဲ့အတွက်ဝန်ပလူရိုင်းကိုင်းနဲ့ရင်ဆိုင်တဲ့အခါအသက်နေရထိခိုက်မှာကိုအမြဲရှောင်ရှားတတ်ကြပါတယ်အဲ့ဒါကြောင့်ပဲအဆုံးသတ်မှာတော့ကြီးရွှန်ကိုင်းဘက်ကပဲအထိခိုက်ကြဆုံးပုံမှုများပြခဲ့ရပါတယ်အကျဉ်းရင်းနဲ့ထပ်မံတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ကြီးရွှန်ကိုင်းကလူကြီးမင်းတွေကမင်းတို့တွေကလည်းဒီတိုင်းမနေနိုင်တော့ပါဘူးဝန်ပလူရိုင်းကိုင်းကိုအမြင့်ပြတ်ဖြိုခွဲဖို့အတွက်ဂိုင်းတွင်းကထူးချွန်တဲ့တပည့်တွေအကုန်စုစည်းစေခဲ့ပါတယ်ကြီးရွှန်ကိုင်းကဘာဖြစ်လို့အဲ့လောက်ထိလှုပ်ရသလဲဆိုရင်အဓိကအကြောင်းရင်းတစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့သူတို့နေမြေတွင်းကမျိုးတွေကိုလက်လွတ်လိုက်ရမှာကဂိုင်းအတွက်အလွန်ရှုံးကြီးမားတာဖြစ်တာကြောင့်ပါဒုတိယချက်ကတော့တပည့်တွေကိုသူ့ထက်တန်ယိုတိုက်ပွဲတွေနဲ့ရင်းနှီးလာစေပြီးကျန်းဟူရဲ့တကယ်တိုက်ပွဲအတွေ့အကြုံကိုရရှိစေခြင်းလို့ပါဒါပေမဲ့လည်းပြီးခဲ့တဲ့တိုက်ပွဲနဲ့ငယ်အတွင်းမှာကြီးရွှန်ကိုင်းရဲ့တပည့်ခိုင်းသားတွေကအရေးတာပြီးစုပ်ကိုင်နိုင်ခဲ့ပါတယ်အသေးအဖြောက်ရည်အတွက်ကတော့ကြောက်ခမန်းလိများပြနေစေပါပဲဝိုင်းရင်စီနီယာတပည့်တွေအားဆိုရင်ဂိုင်းစီကိုအသက်ရှင်ရပြန်မလာနိုင်ခဲ့တော့ပါဘူးပေသီးလေးကအဲ့ဒီအကြောင်းကိုပြောပြပြီးတဲ့နောက်စိတ်မကောင်းစွာနဲ့ပဲတက်ပြင်းချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂိုင်းကျုံနဲ့လူကြီးမင်းတွေဟာအတွင်းကိုင်းတပည့်တွေကိုပိုင်းလောကအတွေ့အကြုံရရှိဖို့အတွက်အနေနဲ့နေတဲ့တောင်အသေးစားလေးတွေကိုအရင်လှုပ်ဆောင်စေတဲ့ဗျူဟာကိုပဲလောင်းလဲလိုက်ပါတော့တယ်သူတို့တွေတိုက်ပွဲအတွေ့အကြုံတွေပုံမရရှိပြီးတဲ့နောက်ဝန်ပလူရိုင်းကိုင်းကိုတိုက်ခိုက်ဖို့ဂိုင်းနဲ့ပူးပေါင်းစေခဲ့ပြန်ပါတယ်အဲ့ဒါလိုလုပ်လိုက်တဲ့အတွက်အသေးပြောက်ရည်တွေဟာတီးတီးတသားနဲ့ကြော့ကျသွားခဲ့ပါတယ်အခုချိန်မှာတော့အတွင်းကိုင်းတပည့်တွေဟာဂိုင်းတွင်းမှာနှစ်ကြာလေ့ကျင့်ပြီးတာနဲ့အတွေ့အကြုံကိုယူဖို့တောင်အောက်ကိုဆင်းပြီးတာဝန်သေးလေးတွေကိုထမ်းဆောင်ရပါတော့တယ်အဲ့ဒီနောက်မှသာဝန်ပလူရိုင်းကိုင်းနဲ့တိုက်ပွဲဝင်ကြရတာပါအဲ့ဒါကြောင့်မို့လို့ဝါရင်စီနီယာကိုကြီးတွေဟာတောင်အောက်ကိုဆင်းသွားကြပြီဖြစ်လို့ဂိုင်းတွင်းမှာတော့ကာကွယ်ဆောက်ရှောက်သူအနေငယ်နဲ့ကြင့်ကြံမှုမပြေဝသေးတဲ့ဂျူနီယာတပည့်လေးတွေပဲကြံရစ်နေတာပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုနားထောင်ပြီးတဲ့နောက်မှာတော့ဟန်လီကကျုပ်တရဆိုသလိုသဘောပေါက်သွားခဲ့ပါတယ်အော်ဒါကြောင့်မို့လို့လွန်ခဲ့တဲ့၄နှစ်ကစားရင်ဒီတောင်ပေါ်မှာအခြေအနေတွေနဲ့လုံးဝကွာခြားနေတာကိုဆိုပြီးတော့သိရှိလိုက်ရပါတယ်ပြင်းထန်တဲ့အတန်နဲ့တူကောင်းငင်ရန်တဲ့ကိုဓာတ်တက်လက်ကပြန်ဝဲလာခဲ့ပါတယ်ကောင်းငင်ရန်တဲ့ကိုဓာတ်တက်လက်ကပြန်ဝဲသွားတာနဲ့တူကြောက်ကြစ်လင်ရဲ့ဘက်လက်ကညာဘက်လက်ကောတန်ရကိုဖိအုပ်ပြီးတောက်ကိုခြေလန်းနဲ့ငယ်ဆုတ်ခွာသွားခဲ့ရပါတယ်သူ့မျက်နှာတစ်ခုလုံးဖြူခဲဖြစ်နေပြီးတက်ရှူတန်တွေကလည်းအပြင်းထန်လေးလံနေခဲ့ပါပြီစီနီယာတပည့်လီရဲ့ရက်ဆက်လွန်လာတဲ့တိုက်စစ်ဓာတ်ပညာအောက်မှာကြောက်ကြစ်လင်ဟာနောက်ဆုတ်ဖို့အတွက်အချိန်မရတော့ပါဘူးအဲဒါကြောင့်ပဲရွေးချယ်စရာမရှိပဲလက်ထက်ရဓာတ်နဲ့အတင်းအချက်ကိုပိတ်ဆို့ကာကွယ်ဖို့ကြိုးစားခဲ့ရတာပါဒါပေမဲ့သူ့ရဲ့အတွင်းအားကမလုံလောက်တာကြောင့်စီနီယာတပည့်လီရဲ့ဓာတ်ချက်အောက်မှာဂိုင်းဆောင်ထားတဲ့လက်နက်ဟာဒီထဲကိုလင်းဆင်သွားခဲ့ရတာပဲဖြစ်ပါတယ်စီနီယာတပည့်လီခမရတကယ်ကိုစွမ်းထက်လာပါတယ်ဗျာဒီဂျူနီယာညီလေးကတော့အရှုံးကိုလှိုက်လဲဝန်ခံပါတယ်ကြောက်ကြစ်လင်ဟာညနာကိုအတင်းအချက်ပြုံးလိုက်ရင်လက်အုပ်ချပြီးယူသူပေးလိုက်ပါတော့တယ်
ချက်ချင်းပဲဝမ်းဝန်းကြည့်ရှုနေသူတွေကနေကျဲလောင်တဲ့အားပေးချင်းမြောက်တန်တွေကဝုန်းနဲ့ထွက်ပေါ်လာပါတယ်စီနီယာတပည့်လီဘလောက်တောင်ကောင်းမွန်တဲ့တိုင်းမြညာလေးဗျာစီနီယာတပည့်လီကဒါတိုင်းမြညာမှာတကယ်ကိုထူးချွန်လိုက်တာစီနီယာတပည့်လီခြေစုပ်ပြူပြီးကျွန်တော်ကိုလည်းလမ်းညွှန်မှုပေးပါဦးဗျသူတို့ရဲ့ဆံမြပုဂ္ဂိုလ်အတွက်ကြည်ညိုလေးစွာစွာနဲ့အော်ဟစ်လိုက်တဲ့အတန်တွေကအဲ့ဒီနေရာမှာပဲဟိန်းကနေပဲ့တင်တန်ထွက်သွားပါတယ်စီနီယာတပည့်လီကတော့ကြီးမားတဲ့ဓာတ်ကိုလေထဲမှာဆွဲခိုင်းရင်သူ့ရဲ့ပါပြင်းတွေကနီမြန်းလို့နေပါတယ်အစပိုင်းမှာတော့သူကတခုခုပြောချင်ပုံရပါပဲတစုံတစ်ခုကိုတွေးမိလိုက်တာနဲ့သူ့ရဲ့အမူအရာကရုပ်ရက်ပြောင်းလဲသွားပြီးမျက်မှောင်ကြီးကျုပ်သွားခဲ့ပါတယ်သူကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတော့တယ်ငါမှလို့ရရှိသေးလို့ဒီလောက်နဲ့ပဲနှုတ်ဆက်တယ်ဆက်ချင်းဆိုလိုပဲစီနီယာသွဲလီယာလှည့်ထွက်သွားခဲ့ပြီးလင်မြန်တဲ့ရွေးရှားမှုပညာကိုသုံးသွားကထိုနေရာကပဲရက်တစ်ပြက်ပျောက်ကွယ်သွားပါတော့တယ်စီနီယာသွဲလီကဓာတ်တိုင်းပညာမှာတင်ကျွမ်းကျင်တာမဟုတ်ဘူးဗျာသူ့ရဲ့ရွေးရှားမှုပညာကလည်းတကယ်ကိုထိတ်တမ်းပဲဟုတ်တယ်တကယ်ကိုပါပဲဗျာဝိုင်းဝန်းပြီးချီချူတန်တွေကတော့အလေးထဲမှာပြန်လွင်နေစေပါဟန်လီကတော့တတရရပဲမျက်မှောင်ကျုပ်လိုက်ပါတော့တယ်စီနီယာတပည့်လီရဲ့တိုင်းပညာကအမှန်တကယ်မဆိုးလာပေမဲ့စေကျော်သက်ကလေးတယောက်လိုမျိုးအများရဲ့ချီးမွမ်းမြောက်ပင့်တာကိုသဘောကျနေပုံရပါတယ်ဟန်လီကသုံးသက်ပြီးတဲ့နောက်မှာတော့ခါသက်သက်ပဲပြုံးလိုက်ပါတော့တယ်သူကိုယ်တိုင်ကလည်းစီနီယာတပည့်လီထက်အသက်မကြီးလာပေမဲ့သူ့ရဲ့အတွေ့အကြုံကတော့အဖိုးတယောက်လိုမျိုးရင့်ကျက်လွန်းနေပါတယ်ကြည့်ရတာလှုပ်ဝက်ဆန်းကျဲတဲ့အမီမဲ့ချင်းစဉ်ကိုကျင့်ကြံပြီးတဲ့နောက်မှာသူ့ရဲ့စိတ်အခြေအနေကအသက်အရွယ်ထပ်ပိုးပြီးမြန်မြန်ဆန်ဆန်ရင့်ကျက်သွားပုံရပါတယ်ဂျူနီယာတပည့်လီခုဒီကျုပ်မင်းရဲ့နာမည်ရင်းကိုမသိရသေးဘူးနော်။ဟန်လီကဘေးနားမှာရှိတဲ့ပေတီကိုကြည့်ပြီးရုတ်တရက်မေးလိုက်ပါတော့တယ်။အော်ကျုပ်ရဲ့နာမည်ကကျင်းတုံပေါင်ပါဗျ။ဒါပေမဲ့စီနီယာတပည့်ဟန်ကျုပ်ကိုပေတီလေးလို့ပဲခေါ်နိုင်ပါတယ်။ပေတီလေးဟာဟန်လီစီကနေနာမည်မေးခံရတာကြောင့်ချက်ချင်းပဲစိတ်လှုပ်ရှားဝမ်းသာသွားခဲ့ပါတယ်။သူဟာဟန်လီရဲ့မျက်နှာသာပေးမှုကိုရရှိထားမယ်ဆိုရင်အနာဂတ်မှာသူ့အတွက်ကြီးမားတဲ့6000နောက်ခံတစ်ခုဖြစ်လာလိမ့်မယ်လို့တွေးနေခဲ့တာပါ။ဟန်လီကတော့သူ့ရဲ့ပကုံးကိုခပ်ဖွားဖွားလေးပုတ်လိုက်ရင်နောက်တစ်ခါမင်းဖျားနာတာဖြစ်ဖြစ်ထန်ရရတာဖြစ်ဖြစ်ရှိရင်ကျုပ်စီကိုလာခဲ့ပါကျုပ်မင်းကိုလကားကုသပေးမယ်ပြောပြီးတာနဲ့ချက်ချင်းပဲဟန်လီကပျောက်ကွယ်သွားခဲ့ပါတယ်ဟန်လီကသူပြောလိုက်တဲ့စကားရဲ့အထိပ္ပယ်ကိုနားမလည်နိုင်ပဲကွင်းပြင်မှာကြောင်အန်းကြီးကြံရစ်နေတဲ့ပေသီးလေးနဲ့ကျင်းသုံးပေါင်ကိုဒီတိုင်းပဲခြံထားရစ်ခဲ့ပါတော့တယ်တောင်တန်းပေါ်ကလမ်းတစ်လျှောက်လုံးရှောက်လာခဲ့တဲ့အချိန်ထိဟန်လီရဲ့နားထဲမှာတော့ဖတ်တီးဝန်နဲ့ကြမ်းချံကွေတို့ရဲ့ရညိုးတွေကိုဘလို့ဖြည့်ရှင်းကြမလဲဆိုပြီးငင်းခုန်ဆွေးနွေးနေတဲ့အတန်တွေကပဲ့တင်ထပ်ပြီးကြားနေရပါတော့တယ်။ဒါပေမဲ့လည်းဟန်လီကတော့အဲ့ဒီရေးမပါတဲ့အခြားကိစ္စတွေကိုထပ်ပြီးတော့အယုံမဆိုင်ဖို့အဆုံးဖြတ်လိုက်ပါပြီ။သူဟာစောစောကပေသီးလေးရဲ့အကြောင်းတောင်းဖြစ်သွားတဲ့မူရကိုပြန်တွေးမိတဲ့အခါတိုင်းမနေနိုင်ပဲကျေလောင်းကပြုံးရင်မိပါတော့တယ်။တောင်ကြားအပြင်ဘက်ကိုဒီလိုလေးလာခီးထွက်လိုက်ရတာအမှန်တကယ်ပဲသူ့ရဲ့စိတ်ညင်မှုလန်းဆန်းသွားစေပြီးရခင်ကလိုမျိုးစိတ်ဖိစီးမှုတွေကိုယူပစ်တယ်လို့ပြောက်သွားစေပါတယ်။သူဟာတောအုပ်ထဲကနေရှောက်ထွက်လာပြီးရှိတက်တဲ့ကိုပဲဥတီလိုက်ပါတယ်။လမ်းရအဆုံးကိုရောက်တဲ့အခါမှာတော့စီလင်အေးဆက်နေတဲ့စမ်းကြောင်းငယ်လေးတစ်ခုပေါ်ပေါက်လာပါတယ်။ဟန်လီကခေါင်းမော့ပြီးမီးရံတွေလိုတောက်လောင်နေတဲ့ကောင်းငင်ကနေမင်းကြီးကိုတစ်ချက်ကြည့်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဆူရှာလာတဲ့နေအောင်ကြီးကိုရှောင်ရှားဖို့မျက်မှောင်ကျုပ်ခေါင်းငုပ်လိုက်ရင်စမ်းကြောင်းတွေကရေအေးလေးတွေတောက်ဖို့ပြင်လိုက်ပါတယ်။ဒါနဲ့မကပဲခုချက်ချင်းရေထဲဆင်းပြီးအေးလူလူရေချိုးလိုက်တာကလည်းဆိုးရွားတဲ့အကြံတော့မဟုတ်ဘူးလို့သူခံစားလိုက်ရပါတယ်။သူဟာစမ်းချောင်းဝေးမှာဖင်တိုင်းချလိုက်ပြီးလက်နှစ်ဖက်လုံးကိုအေးဆက်လာတဲ့ခြေပြင်တွေကိုနှိပ်လိုက်တဲ့အချိန်မှာပဲပြင်းထန်တဲ့နာကျင်မှုတွေပြင်းထန်နေတဲ့နီးကျွသွားတဲ့တကူကသူ့ရဲ့နားလေးကိုချုပ်တရက်ဆိုသလိုတိုးဝင်လာပါတယ်။ဟန်လီကချက်ချင်းအန်သွားခဲ့ရပါတယ်။ဒီလိုဝေးလံခေါင်းသေးတဲ့နေရာမျိုးမှာဘယ်သူများရှိနေတာလဲ။သူဟာအတန်လာရာစီကိုအတန်ရာလိုက်ကြည့်သွားတဲ့အခါမှာစမ်းကြောင်းရဲ့အထက်ပိုင်းကိုရောက်သွားခဲ့ပြီးအဲ့ဒီမှာဂိုင်းရဲ့တပည့်ဝတ်စုံဝတ်ဆင်လာတဲ့လူယောက်ကခန္ဓာကိုယ်တစ်ခုလုံးတုံရင်နေပြီးခြေလက်တွေပါရက်ကန်ဖြစ်ရင်မြေပြင်မှာလူးလှိမ့်နေတာကိုထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရပါတယ်။ဟန်လီဟာအဲ့ဒီလူကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတင်ဝေဒနာရှင်ဟာပြင်းထန်လွန်းတဲ့ဝေဒနာကိုခံစားနေရတာဖြစ်ပြီးတကယ်လို့သူသာအခုချက်ချင်းချိန်ပြီးအကူအညီမပေးနိုင်ခဲ့ရင်ဒီလူရဲ့အသက်ကမိနစ်ပိုင်းအတွင်းမှာပဲဆုံးရှုံးသွားနိုင်တယ်ဆိုတာသမားတော်တယောက်ရဲ့အသီးနဲ့ချက်ချင်းသိရှိလိုက်ပါတော့တယ်။ဟန်လီကအဲ့ဒီနေရာကိုအမြန်ဆုံးပြေးဝင်သွားခဲ့ပြီးသူ့ရဲ့ဝတ်စုံကြားထဲကနေသစ်သားသစ်တာလေးတစ်ခုကိုချက်ချင်းထုတ်ယူလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သစ်သားသစ်တာလေးတွေကနေနေရာအောက်မှာဝင်းကနေလင်းပြန်နေတဲ့ငွေရောင်အက်ဆိုက်လေးတွေကိုစက်ကနေထုတ်ယူလိုက်ပါတယ်။သူ့ရဲ့နောက်ကျောဘက်ကအရေးကြီးတဲ့အက်ဆိုက်မှတ်တွေစီကျွမ်းကျင်လက်ကွက်နဲ့အဆက်မပြတ်ထိုးဆိုင်ပေးလိုက်ပါတော့တယ်။သူဟာဒီတပည့်ရဲ့ကျောဘက်ကအက်ဆိုက်မှတ်တွေကိုအမြန်ဆုံးဆိုင်ပေးပြီးတဲ့နောက်မှာတော့ရှင်ဘက်ကအက်ဆိုက်မှတ်တွေကိုဆက်လက်ဆိုင်ပေးလိုက်ပြန်ပါတယ်။သူ့ကိုပလန့်လှန်လိုက်တဲ့အချိန်တော်တွင်မှာပဲဟန်လီရဲ့အေးအေးတွေကိုရုတ်တရက်ဆိုင်သွင်းလိုက်ပြီးလ
လုံးဝကိုအံ့ဩမှင်သက်သွားခဲ့ရပါတော့တယ်။သူဟာလုံးဝကိုထိတ်လန့်သွားခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အခုတည်းတင်မြေပြင်ပေါ်မှာခွေးတငယ်တစ်ကောင်လိုခြေလက်တွေရက်ကန်ဖြစ်နေပြီးတေလူးမတက်ဝေဒနာခံစားနေတဲ့သူဟာအခြားသူမဟုတ်ပဲအစောပိုင်းကကွင်းထဲမှာပြန်ဘက်ကွင်းထဲမှာအစွမ်းတွေကိုထုတ်ပြခဲ့တဲ့အားလုံးရဲ့အော်ဟစ်ချီးကျူးမှုကိုခံခဲ့ရတဲ့စီနီယာတပည့်လီဖြစ်နေလို့ပါ။ဟန်လီဟာစီနီယာတပည့်လီရဲ့မျက်နှာကိုကြည့်ရင်အန်အောလွန်းလို့စကားတွေကိုပျောက်ရှာနေပါတယ်။လက်ရှိမြင်တွေ့နေရတဲ့စီနီယာတပည့်လီရဲ့ကိုမှာတော့ဖြိုင်ဘက်ကင်းတိုင်းပညာရှင်ရဲ့ဩဇာအာဏာတွေလုံးဝကိုရှိမနေတော့တာပါ။သူရဲ့ကောင်းဆန်တဲ့ပြုမှုတွေကိုလည်းအစနာအမရှာရတော့ပဲနာကျင်မှုတွေကြောင့်ရှောက်ရုံပြီးအေးဆက်တဲ့မျက်နှာပြက်ကြီးနဲ့အတူသူ့ရဲ့ပါးစပ်ထဲကနေအဖြူရောင်တွေအမြုပ်တွေကတစားစီထွက်နေပါတယ်။သိသာလာတာကတော့စီနီယာတပည့်လီကဘာနဲ့မှနှိုင်းရှင်လို့မရပဲပြင်းထန်လာတဲ့နာကျင်မှုကိုအလူးလဲခံစားနေရတာဖြစ်ပြီးအသိစိတ်တွေကလွတ်ကြလူနီးပါဖြစ်နေခဲ့ပါပြီ။ဟန်လီကခပ်ဖွားဖွားလေးရေရွရင်သူ့ရဲ့တုံရင်နေတဲ့လက်တွေကိုချက်ချင်းထိန်းလိုက်ပါတယ်။စီးဆင်းနေတဲ့ရေလိုင်းလေးတွေလိုမျိုးဟန်လီရဲ့လက်ချောင်းတွေကဒါဇင်နဲ့ချီတဲ့ assignment တွေကိုဆွဲကင်ပြီးစီနီယာတပည့်လီရဲ့ကိုယ်ပေါ်က assignment တွေကိုအဆက်မပြတ်ဖက်ကနေထိုးဆက်လိုက်ပါတော့တယ်။သူဟာနောက်ဆုံးငွေရကလေးကိုပါစိုက်ပြီးသွားတဲ့အချိန်မှာတော့နှစ်ဖူးပေါ်မှာတီးနေတဲ့ချွေးဆက်တွေကိုတုံရင်းတက်ပြင်းချလိုက်မိပါတော့တယ်။ဒီငွေဆက်အပ်တွေကိုတုံပြီးအသက်ကယ် assignment တွေကိုတိတိကျကျစိုက်ရတာသမားတော်တွေအတွက်အလွန်ကိုခွန်အားသုံးရတာဖြစ်လို့ဟန်လီရဲ့ကိုရင်းစွမ်းအားတွေမြောင်များသုံးဆွဲခဲ့ရပါတယ်။စီနီယာတပည့်လီရဲ့ခန္ဓာကိုယ်ဟာငွေရောင် SI တွေအစီရင်ခံရင်းကြောင့်ကြည်ရတာဖြူကောင်တစ်ကောင်လိုဖြစ်နေပြီးအချိန်နှင်းငယ်ကြာပြီးတဲ့နောက်မှာတော့သူဟာအသိစိတ်ရိတ်ကနေပြန်လဲရရှိလာပါတော့တယ်။စီနီယာတပည့်လီဟာမျက်လုံးလေးကိုဖွင့်ပြီးစကားပြောဖို့ကြိုးစားလိုက်ပေမဲ့သူ့မှာခွန်အားလုံးဝမရှိတော့တာကိုသိရှိခဲ့ရပါတယ်။ကျုပ်ကနှစ်ပြားလက်တောင်ကြတပည့်ပါ။စကားများကြီးမပြောပါနဲ့အောင်။ခွန်အားကိုချွေတာပါ။ခမရရဲ့ခန္ဓာကိုယ်ရဲ့ဝေဒနာကတော်လေးကိုထူးဆန်းနေပဲပြောရမယ်။ကျုပ်ခံမှန်းချက်အရဆိုရင်ကျုပ်ရဲ့ဆရာဖြစ်တဲ့သမားတော်မော်တယောက်ပဲခမရကိုကယ်တင်နိုင်လိမ့်မယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဆရာအခုချိန်မှာတောင်းပန်မှရှိမနေဘူးဗျဟန်လီယာစီနီယာတပည့်လီရဲ့လက်ကောက်ဝတ်သွေးကြောကိုစမ်းသပ်ကြည့်လိုက်ရင်မျက်မှောင်ကြီးကျုံကတွေးဆဆပြောလိုက်တယ်စီကစီနီယာတပည့်လီရဲ့မျက်နှာဖြူဆုပ်ဖြူရောဖြစ်နေပြီးသူ့ရဲ့နှာခမ်းတွေကလည်းတုံရင်နေပါတယ်သူဟာလက်ကိုမပြီးတော့သူ့ရဲ့ဝတ်စားကြားတဲ့ကနေတစုံတစ်ခုကိုညွန်ပြဖို့ကြိုးစားနေပေမဲ့ခွန်အားမရှိလို့မအောင်မြင်ခဲ့ပါဘူးခမားဆိုလို့ဒါခမားရဲ့ခန္ဓာကိုယ်ပေါ်မှာဒီဝေဒနာကိုကုသပေးနိုင်တဲ့အစီရှိတယ်လို့ပြောချင်တာလားဟန်လီယာတစ်ဖက်လူရဲ့ဆိုလိုရင်းကိုအကျမ်းပြင်းရိပ်မိသွားတာကြောင့်ချက်ချင်းမေးလိုက်ပါတယ်ဟုတ်တယ်စီနီယာတပည့်လီကဟန်လီယာသူ့ရဲ့စကားကိုနားလည်သွားတာကိုမြင်လိုက်ရတဲ့အခါစိတ်သက်သာရသွားရှာပြီးမျက်လုံးကိုမှိတ်ပြီးခေါင်းကိုညှိပြပါတယ်ဟန်လီယာချိန်ဆွဲမနေတော့ပဲစီနီယာတပည့်လီရဲ့ဝတ်စားတွေကိုကြားထဲမှာဖြည့်စည်းကိုရှာဖွေပါတော့တယ်သူဟာအတုံးမဝင်တဲ့တာမန်ပစ္စည်းတချို့ကိုတွေ့ခဲ့ပြီးနောက်အဲ့ဒီထဲကနေတင်းငယ်လာတဲ့အဖြူရောင်ကြောက်စိမ့်ပလင်းလေးတစ်လုံးကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒီပလင်းလေးကအလွန်ကိုတန်ဖိုးကြီးလာတဲ့ကြောက်စိမ့်ကုန်ချမ်းနဲ့ပြုလုပ်ထားတာဖြစ်ပြီးဝါးစိုးနဲ့တင်းကျပ်စွာပိတ်ဆို့ထားတာပါဒါကြောင့်ပဲဟန်လီကအဲ့ဒီအရာဟာစီနီယာတပည့်လီအသက်လူဝီရှာနေတဲ့အရာပဲလို့ချက်ချင်းခံမှန်းလိုက်ပါတယ်သူဟာပလင်းလေးကိုမြောက်ပြပြီးစီနီယာတပည့်လီကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ခံမှန်းချက်တွေကကွက်တိမှန်ကြောင်းသိရှိလိုက်ပါတော့တယ်ဘာလို့လဲဆိုတော့စီနီယာတပည့်လီရဲ့မျက်နှာမှာပျော်ရွှင်တဲ့မျောလင်းချက်အလင်းရောင်တွေပေါ်လာပြီးဟန်လင်းကိုဆက်မပြတ်ကြည့်နေတာကြောင့်ပါဒါပေမဲ့လည်းဟန်လီကဝါးစုကိုဖွင့်ပြီးလင်းထဲကိုစစ်ဆေးလိုက်တဲ့အခိုက်အတန့်မှာတော့မျောလင်းထားသလိုမျိုးဈေးဘက်ဝရင်ပင်တွေရဲ့တင်းပြတ်တဲ့ရနံ့တွေထွက်မလာပဲအလွန်ဆူးရှာပြီးပုတ်အနံဆိုတစ်ခုကထွက်ပေါ်လာပါတယ်ဟန်လီကအဲ့ဒီအနံဆိုကိုရှူမိလိုက်တာနဲ့တင်သူ့ရဲ့မျက်နှာမူကချက်ချင်းပြောင်းလဲသွားပါတော့တယ်သူဟာအလွန်မင်းသိကျင်စိတ်ပြင်းပြသွားတာကြောင့်စီးပလင်းတဲ့ကနေပန်းအောင်စီလုံးလေးတစ်လုံးကိုလက်ထဲသွန်ထုတ်လိုက်ပါတယ်အဲ့ဒီစီလုံးလေးကအလွန်ကိုတောက်ပတဲ့အသွင်မြင့်ရှိပြီးလက်တွေ့မှာတော့အလွန်ပုံနဲ့ထွက်နေတဲ့စီလုံးလေးတစ်လုံးဖြစ်ပါတယ်ဒီစီလုံးလားဟန်လီကခဏလေးအတွင်းမှာပဲသူ့ရဲ့တင်းငိမ်အေးဆက်တဲ့သမားတော်မျက်နှာထားကိုပြန်လည်ရရှိလာပါတယ်စီနီယာသွဲလီကတော့စကားမဟနိုင်သေးပေမဲ့ဒီဆေးလုံးလေးကမှန်ကန်ကြောင်းမျက်တောင်ကိုခတ်သွက်ခက်ပြရင်အတိပေးရှာပါတော့တယ်အဲ့ဒါကိုတစ်ခွပန်းကင်းမီပန်းနဲ့နှစ်တရာတက်တန်းရှိတဲ့ဥရိနဲ့အတူရှားပါလှတဲ့ပါဝင်ပစ္စည်းပေါင်း23မျိုးကိုအချိုးချပေါင်းဆက်ပြီးဖန်တီးထားတာဆေးကိုဖော်ဆက်ပြီးသွားတဲ့အခါမှာအလွန်လှပတဲ့ပန်းရောင်ဆင်းရှိပြီးတော့ဆူရှာပြီးညှိဟဟအနံ့တွေကိုထုတ်လွှတ်တတ်တယ်ဒီဆေးကိုတောက်သွင်းလိုက်ရင်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိသမျှအောင်းနေတဲ့လားလာနဲ့ပါရမီစွမ်းအားတွေအားလုံးကိုအတင်းကျပ်ဖွင့်ထုတ်ပေးနိုင်စွမ်းရှိတယ်။ဒါပေမဲ့အဲ့ဒီရဲ့အလဲလေအဖိုးခအနေနဲ့တော့ဒီလူရဲ့အသက်စွမ်းအားတက်တန်တစ်ဝက်ကိုအငမ်းမရဝါမြူသွားလိမ့်မယ်။ကျုပ်ပြောတာမှန်တယ်မဟုတ်လား။ဟန်လီယာစီနီယာတပည့်လီကိုအေးဆက်ဆက်မြုံဝန်းတွေနဲ့ကြည့်ရင်ဒီဆေးလုံးရဲ့ဆေးအညွန့်နဲ့လှုပ်ဝက်ချက်တွေကိုလေးနဲ့ပြတ်သားတဲ့တဲ့တစ်ခုချင်းစီပြောချလိုက်ပါတယ်။စီနီယာတပည့်လီကဟန်လီရဲ့စကားလုံးတွေကြားလိုက်ရတဲ့အခါခိုက်တန့်မှာပဲသူ့ရဲ့မျက်နှာတစ်ခုလုံးမှာဖြူဖက်ဖြူရောဖြစ်သွားပြီးမျက်လုံးတွေမှာတော့ပြားများတဲ့အမူအရာတွေထွက်ပေါ်လာပါတယ်။ခမ
ဒီဆေးကိုတောက်ဘူးသွားပြီဆိုရင်ချိန်ကာလတစ်ခုရောက်တဲ့အတိုင်းမှာနောက်ထပ်ဆေးလုံးထပ်တောက်ဖို့ဝေယာပေါက်လိုအပ်လာလိမ့်မယ်တကယ်လို့အချိန်မီထပ်မတောက်နိုင်ခဲ့ရင်ခုလိုမျိုးပြင်းထန်လွန်လာတဲ့သေလူမတက်နာခြင်းမှုဝေဒနာတွေကိုမလွဲမသွေခံစားရမှာပဲပြီးတော့ခမားအနေနဲ့ဒီဆေးကိုဆက်ပြီးမတောက်တော့ပဲဖျက်ဖြစ်မယ်ဆိုရင်တော့အပေါ့ပါဆုံးကျူသက်ကခန္ဓာကိုယ်ဒုက္ခိတဖြစ်သွားမှာဖြစ်ပြီးစိုးဆုံးဖြစ်လာရင်တော့သက်ပါဆုံးရှုံးသွားလိမ့်မယ်ခမားဒီဆေးကိုစပြီးမျိုးချလိုက်တဲ့နေ့ကလေးကစလို့ရှင်းတဲ့အတွင်းမှာတေးရတော့မဲ့ကံကြမ္မာစိုးကိုဖိတ်ခေါ်လိုက်တာနဲ့အတူတူပဲဗျဆေးရခမားရဲ့တိုင်းပညာစွမ်းတွေကိုအစမတန်တိုးတက်အောင်အတင်းကျပ်ဖွင့်ထုတ်ပေးနိုင်တာမှန်ပေမဲ့ဖိုးကနေနေရတော့ခမားရဲ့သက်တမ်းကိုစီမီတောက်လိုမျိုးအစမပြတ်လောင်ကျွမ်းပြမှာတေးကြတယ်ဟန်လီယာစကားကိုဒရန်ဆက်ပြောချလိုက်ရင်ဒါကြောင့်ဒါဟာအစီနဲ့ထုတ်ယူခြင်းဆေးလုံးမဟုတ်ပါဘူးလို့ကျုပ်ကိုလိန်ဖို့မကြိုးစားပါနဲ့လို့ထပ်လောင်းပြောဆိုလိုက်ပါတယ်ဟန်လီရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာတော့စီနီယာသွဲလီရဲ့မျက်နှာထက်မှာတော့လုံးဝကိုမျောလင်းချက်ကင်းမဲ့သွားတဲ့မူရတွေနဲ့အတူနှလုံးထဲမှာတော့ပေါ်ပြလို့မရနိုင်တော့အောင်ထိတ်လန့်တုန်လှုပ်မှုတွေကြီးစိုးသွားပါတယ်ဒီဆေးကအလွန်ရှားပါတဲ့ဆေးမျိုးဖြစ်ပေမဲ့ကျုပ်ကအဆဆုံးသိနေလို့အံ့ဩသွားတာမှလားဟန်လီယာစီနီယာသွဲလီဘာတွေတွေ့တော့ပြီးထိတ်လန့်နေလဲဆိုတာကိုချက်ချင်းရိပ်မိတာကြောင့်ခက်ဖောက်ဖွာပြုံးလိုက်ရင်ဖြစ်ရရွှေရှင်းပါတယ်ဗျာဘာလို့လဲဆိုတော့ကျုပ်ကိုယ်တိုင်လေခမည်းလိုပဲဒီစီးလုံးကိုတောက်သုံးနေရလို့ပေါ့ဗျဟန်လီရဲ့ဒီစကလုံးဟာစီနီယာတပည့်လီရဲ့နားထဲမှာတော့ပြင်းထန်တဲ့ပုံလုံးပေါက်ကွဲသွားတယ်လို့မျိုးခံစားလိုက်ရပြီးသူ့ကိုဒုတိယကြိမ်မြောက်လုံးဝအံ့ဩမြင်သက်သွားစီပြန်ပါတယ်ချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့စီနီယာတပည့်လီရဲ့မျက်လုံးတွေထဲမှာလုံးဝကိုမျိုးကြီးနိုင်လောက်တဲ့အမှုရာတွေကပြင်းထန်လာပါတယ်ဒါပေမဲ့လည်းကျုပ်စီးလုံးကိုတောက်သုံးတဲ့နီလာကတော့ခမည်းတောက်တဲ့ပုံစံနဲ့လုံးဝမတူဘူးဗျကျုပ်ကဆေးတစ်လုံးကိုဒီတိုင်းမျိုးချပစ်လိုက်တာမဟုတ်ပဲဆေးကို10ပုံလောက်တေးသေးလေးတွေဖြောင်းခွဲပြစ်ပြီးတော့မှအချိန်ကြာဖြည်းဖြည်းချင်းစီတောက်သုံးခဲ့တာကျုပ်တောက်သုံးခဲ့တဲ့ပမာဏကအလွန်နှဲပါတဲ့အတွက်ခန္ဓာကိုယ်ရဲ့တက်တန်းကိုထိခိုက်ပျက်စီးအောင်မလုပ်နိုင်ဘူးဒါပေမဲ့ဒီဆေးလုံးရဲ့ထူးခြားလာတဲ့ပန်းရအောင်ဆင်ထွက်ပေါ်လာပြီးညှော်နှံ့နေတာပြင်းထန်လွန်းတာကြောင့်ကျုပ်စိတ်ထဲမှာဆွဆွမြဲမြဲမှတ်မိနေတာပေါ့ကျုပ်အမြဲတွေးတောနေခဲ့တာကတော့ဒီလိုထူးဆန်းပြီးဘေးရက်ဆိုကြုံရတဲ့ဆေးကိုကျုပ်ကလွင်ဒီလောကမှာဘယ်သူမှတောက်ရဲမှာမဟုတ်ဘူးလို့ပဲခမည်းလူခိုင်းရင်ပါရမီရှင်တယောက်ကပါဒီဆေးကိုတောက်သုံးနေရလိမ့်မယ်လို့ကျုပ်တကယ်ကိုမထင်ထားမိဘူးဗျာအဲ့လိုပြောပြီးတဲ့နောက်မှာတော့ဟန်လီယာလေးစားမှုနဲ့အတူတနာကယူနာတက်နေတဲ့ကြီးမျိုးနဲ့စီညာသွဲလီကိုစိုက်ကြည့်လိုက်ပါတော့တယ်စီညာသွဲလီကတော့အဲ့လိုတနာစရာတော်တစ်ကောင်ကိုကြည့်နေတဲ့ကြီးတွေကိုလုံးဝမမြင်လို့တာကြောင့်သူ့ရဲ့မျက်လုံးတွေကိုတင်းတင်းကျပ်ကျပ်မှိတ်ချလိုက်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ရင်ဘတ်ထဲကနှလုံးခုန်ကန်တွေကတော့ဖယိုဖယဲဖြစ်လာခဲ့ပြီးစိတ်ချင်းတွေကလည်းဖြောင်းဆန်အောင်ဗရမ်းမတာဖြစ်ကုန်ပါတယ်ကျုပ်ခမန်းရရင်ခမားဒီဆေးကိုစပြီးတောက်သုံးမရနှစ်အနည်းငယ်လောက်ရှိပြီလို့ထင်တယ်တကယ်လို့ခမားအနေနဲ့ဒီချိန်ကစပြီးဆေးတောက်တာကိုရက်တန့်အထိန်ချုပ်မယ်ဆိုရင်ကျုပ်ရဲ့ဆရာသမားတော်မပြန်ရောက်လာတဲ့အခါခမားအတွက်ဖြည့်စည်းဖော်ဆက်ပေးဖို့ကျုပ်ကူညီတောင်းပေးနိုင်ပါတယ်အဲ့ဒီဖြည့်စည်းကခမားဆုံးရှုံးသွားပြီးသားဖြစ်တဲ့အသက်ဆွမ်းအားတွေကိုတော့ပြန်ပြီးတော့မဖြည့်စည်းပေးနိုင်ဘူးဒါပေမဲ့အနည်းဆုံးခမားအောင်နောက်ထပ်အနှစ်20 30လောက်တာမန်လူတယောက်တို့အသက်ဆက်ရှင်နိုင်အောင်တော့ကူညီပေးနိုင်လိမ့်မယ်ကန်ဆိုခြင်းတော့ခမားကိုပိုင်ဆိုင်ထားတဲ့တိုင်းပညာစွမ်းရည်တွေကတော့ထာဝရပျောက်ဆုံးသွားလိမ့်မယ်တကယ်လို့ခမရသာဒီဆေးကိုဝယ်ဆက်ပြီးတောက်သုံးနေအောင်မယ်ဆိုရင်ကျောစောကကျုပ်ခမရရဲ့သူ့ကြောကိုစမ်းသပ်ကြည့်ခဲ့တော့ညခမရရဲ့တက်တန်းဟာအလွန်ဆုံးရှိလာ9နှစ်6နှစ်လောက်ပဲကျန်တော့တယ်ဒါပေမဲ့အဲ့ဒီတက်တန်းအတွင်းမှာတော့ခမရရဲ့တိုင်းပညာစွမ်းရည်တွေကအချိန်ဟုန်နဲ့ပိုပြီးတိုးတက်လာလိမ့်မယ်ခမရဒီနေ့ပြသသွားတဲ့ခွန်အားတွေထက်တောင်မှစာပေါင်းများစွာတာလွန်နေအောင်ပါခမရဒီလိုမျိုးအသက်နဲ့လဲရတဲ့ဆေးပြင်းမျိုးကိုတောင်မှတောက်ရဲတဲ့ဆိုကြတဲ့ကသမီးလိုစိတ်တဲ့မျိုးရှိသူပဲဖြစ်ရမယ်လို့ကျုပ်ယုံကြည်တယ်ဒါကြောင့်ခမရရဲ့ကိုယ်ပိုင်ကံကြမ္မာခမရကိုယ်တိုင်ပဲလွတ်လွတ်လပ်လပ်ရွေးချယ်လိုက်ဗျာခမရဒီဆေးပလင်းကိုလွတ်ပြလိုက်မလားဒါမှမဟုတ်ဒီဆေးပလင်းပေါ်မှာဆက်ပြီးအသက်နဲ့မိခိုသွားမလားဆိုတာကတော့ခမရရဲ့ဆုံးဖြတ်ချက်အတိုင်းပဲနောက်တစ်ပိုင်းမှာတော့ဆေးကိုဖျက်ပြီးတော့အသက်ကိုရွေးချယ်မလားဆေးကိုဆက်တော့ပြီးတိုင်းပညာကိုရွေးချယ်မလားဆိုတာကိုရင်သက်ရှုမောပွဲတွေးရှိရမှာပဲဖြစ်ပါတယ်